ဒီနေ့အလုပ်နားရတယ်အဲ့ဒါအကြကွေးကြော်စားတာဘလို့ဖီလမ်တူအကြကွေးတအားဆန်းငါသွားတယ်စားကြိုက်တယ်ကျမဆန်းငါလို့ဆိုတော့အဲ့ဒါစားကြိုက်ပြီမဲ့လည်းဆန်းငါတော့စားနိုင်တော့နို့စီနဲ့စားမယ်နို့စီနဲ့စားဒီလောက်ငါတာစားတခါထဲပြီးအဲ့ဒါမေသွားလားမသိဘူးနောက်ခါတော့ပြတ်ထဲဟေးဘာဖြစ်တယ်လဲမသိဘူးအိုးနော်လည်းကလေးအလုံးမလုံးတော့ဘူးဆန်းငါလည်းစားတော့မစားချင်တော့အကြကွေးတကြချိုလေးလုံးမယ်လို့စဉ်းစားထားတာဆန်းငါဒီထက်မှထဲစားကြည့်ဦးမယ်ကောင်းပါလားဒါပေမဲ့ကတော့ဒါပေမဲ့ပဲဒါမဲ့စားရမှာပဲမဒီမနေ့ဘာမှမစားရနဲ့အငါတယ်နည်းနည်းလေးမာတယ်ဒီမှာကျအဲ့လိုမျိုးဖြစ်သွားနည်းနည်းမာဆိုနော်ဒါဆိုမာတယ်ချစ်လေးအဲ့လိုမျိုးပွားလေးမြန်မာပြည်လိုမျိုးဖြစ်ရမယ်ဒါပေမဲ့နည်းနည်းမာတယ်ဒါအေးသွားရစားလို့မရတော့မာတယ်